အဲ့ဒီမှာမော်စီယာမော်တာဝင်းကိုပေးလိုက်ပါတယ်လေယာမော်တာဝင်းကိုယူပြီးတော့မော်ကာထောင်ရွက်လိုက်ပါတော့တယ်ကဲမော်တာဝင်းလေးရင်ဒီမော်စီယာကိုပြကြအောင်လှုပ်လိုက်စမ်းပါဒီကောင်ကြည့်ရတာလေမျက်စိနောက်လိုက်တာကွာကဲလူကနေငှက်တကောင်အသွင်ကိုပြောင်းလိုက်မယ်ငှက်ကလေးဖြစ်စမ်းခုချိန်မှာငါစွမ်းအားတွေကိုပိုင်ဆိုင်ထားတယ်လို့ငါလှုပ်ချင်တာလုပ်မယ်ငါရှိမှမျက်စိနောက်တဲ့သူကတော့တရိတ်ဆန်ဖြစ်လှုပ်ပြစ်လိုက်မယ်ဆိုတာမှတ်ထားနောက်တနေ့မှာတော့မော်စီယာသူနှစ်သက်တဲ့မိမပြိုလေးတရားကိုမော်ပညာသုံးပြီးတော့ခေါ်လာခဲ့ပါတော့တယ်သူမမော်ပညာအစမ်းကြောင့်အဲ့ရအထက်မှာအိပ်ပျော်နေခဲ့ပါတယ်သူမနိုးလာချိန်မှာတော့အခန်းထဲမှာဘသူ့ကိုမှမတွေ့ရတာကြောင့်အခန်းပြန်ထွက်လာခဲ့ပါတယ်မင်းနိုးလာပြီလားမိန်းကလေးဟင်ရှင်ကဘာတူလဲကျမကိုတတိမအောင်လှုပ်ပြီးတော့ခေါ်လာရှင်မင်းမလားဟုတ်ပါတယ်မိန်းကလေးငါမော်စရာတယောက်ပါငါမင်းကိုမေတ္တာရှိနေခဲ့လို့ဒီကိုခေါ်လာတာပါဘာရှင်ကကျမကိုမေတ္တာရှိတယ်ဟုတ်လားဟုတ်ပါတယ်မိန်းကလေးငါမင်းကိုမြင်မြင်ချင်းပဲချစ်နေခဲ့ပြီလို့ဒီကိုခေါ်လာခဲ့တာပါငါလူမောပညာရှင်တယောက်ကိုမင်းပြချစ်မယ်ဆိုရင်မင်းလိုချင်တာတွေအားလုံးရအောင်လို့ငါလုပ်ပေးနိုင်ပါတယ်တော်စမ်းပါရှင်ကျမဘာကိုမှမလိုချင်ဘူးဒီနေရာကနေပဲထွက်သွားခြင်းနဲ့ကျမကိုပြန်ခွင့်ပေးပါရှင်ကျမတောင်းပန်ပါတယ်မရဘူးဟိမရဘူးငါလက်ထဲရောက်လာသူမှန်သမျှတော့ပြန်ရရိုးထုံးစံကိုမရှိတာမင်းကိုပြန်လှုပ်ပေးဖို့ခေါ်လာတာမဟုတ်ဘူးမင်းကိုချစ်လို့ခေါ်လာတာမင်းဘက်ကအသားတကြီးနဲ့လက်ခံမေးဆိုရင်တော့မင်းကိုငါရဲ့ဇနီးပြားအဖြစ်ထားမှာပါတကယ်လို့ငါပြောတာလက်မခံဘူးဆိုရင်တော့မင်းကိုတသက်လုံးတရိတ်ဆန်တကောင်ဖြစ်သွားအောင်လို့ငါလှုပ်လိုက်မှာနော်ဒီမော်စီယာကိုကြည့်ရတာငါဘက်ကညှင်းဆန်မေးဆိုရင်တော့ငါ့ကိုတရိတ်ဆန်တကောင်ဖြစ်အောင်လုပ်မှသိကြတယ်ဒီတော့သူ့ကိုအချိုးတက်ပြီးတော့အချိန်ဆွဲထားမှဖြစ်မယ်မော်စီယာရှင်ကျမကိုစဉ်းစားဖို့အချိန်တလပေးပါကျမကမိန်းမသားဆိုတော့ရှင့်ကိုချစ်မချစ်ဆိုတာစဉ်းစားကြလို့ပါဒါတော့ရှင့်ဘက်ကလိုက်ရောပေးစေချင်ပါတယ်ကောင်းပြီလေမင်းပြောတာတွေကိုငါလက်ခံပါတယ်တလားပြေးလို့မှမင်းဘက်ကအဆုံးအဖြတ်မပေးသေးဘူးဆိုရင်တော့ငါသိမ့်ပိုက်ပြစ်လိုက်မယ်ဆိုတာမှတ်ထားမော်စီယာကလေယာဉ်ကိုအဲ့လိုပြောပြီးတော့ထွက်သွားပါတော့တယ်လေယာဉ်ကတော့စိတ်ညစ်ညစ်နဲ့ပဲကြံခဲ့တော့တာပေါ့လေဟဲ့မင်းကလေးဒါကဘယ်လိုလဲကျမနာမည်မင်းကလေးမဟုတ်ဘူးကျမနာမည်လေးရပါကျမအိမ်ထဲမှာနေရတာပြင်းလာလို့အိမ်ပြင်ကိုခဏထွက်လာတာပါခဏနေပြီးအိမ်ထဲကိုပြန်มาပါကောင်းပြီလေမင်းထွက်ပြေးမယ်လို့တော့မကြိုးစားနဲ့ငါလက်ကနေပြေးလို့မလွတ်ဘူးဆိုတာမှတ်ထားကျမကလည်းရှင်းလက်ကပြေးမလွတ်နိုင်ဘူးဆိုတာသိပါတယ်ကျမထွက်မပြေးပါဘူးရှင်စိတ်ချလက်ချနေပါအဲ့ဒီမှာလေယာဉ်အိမ်နီးနားပတ်ဝန်းကျင်ကိုရှောက်ကြည့်ရင်လေကောင်းလေတန်တွေကိုရှူရှိုက်နေပါတယ်ဟေ့မင်းကလေးမင်းကိုမော်စီယာကြီးကဖမ်းခေါ်ထားလားဟုတ်ပါတယ်ငှက်ကလေးငါ့ကိုမော်စီယာကြီးကဖမ်းခေါ်လာတာပါငါတို့တလားအတွင်းမှာလက်မထပ်ဘူးဆိုရင်သူငါ့ကိုတားမရဖြစ်သိမ့်ပိုက်တော့မှာစိတ်ညစ်လိုက်တာငှက်ကလေးရဲ့စိတ်မညစ်ပါနဲ့မင်းကလေးငါတော့စိတ်မညစ်တာနေရပါလို့စိတ်ညစ်နေရမှာလေတကယ်တော့ငါလူတစ်ယောက်ပါဒီနေ့မှမော်စီယာကြီးနဲ့လမ်းမှာဆုံပြီလို့သူကငါ့ကိုငှက်ဖြစ်လှုပ်လိုက်တာအခုတော့လူစင်စစ်ကနေငှက်ဖြစ်ရတော့တာပေါ့ဟာနင်းဖြစ်ကလည်းမလွယ်ပါလားငါတို့မော်စီယာကြီးရဲ့လက်ကနေလွတ်အောင်လို့နင်းလဲလူပြန်ဖြစ်လို့ရအောင်နီလန်းလေးပါလေရှာကြည့်ရင်ရမယ်ထင်တယ်အေးဟုတ်တယ်ဟာနင်ပြောမှပဲငါလဲတရိရတယ်အဲ့ဒီမော်စီယာကြီးကိုနှိမ်နှင်းလို့ရမယ်နီလန်းငါပဲရှာပေးပါမယ်နေရအိမ်ထဲမှာနေပြီးတော့မော်စီယာကြီးရဲ့ထူးခြားမှုလေ့လာပေါ်ဟာငါလည်းအပြင်မှာမော်စီယာကြီးကိုနှိမ်နှင်းလို့ရမယ်နီလန်းကိုရှာပါမယ်အေးငှက်ကလေးငါတခုတော့စဉ်းစားမိတယ်တို့ရွာထိပ်မှာတရားကျင့်နေတဲ့သူတော်စင်အဖိုးကိုတယောက်တော့ရှိတယ်ဟာသူ့မှာများမော်စီယာကြီးကိုနိုင်မယ်နီလန်းရှိမလားမသိဘူးအဲ့ဒါနင်သွားမေးကြည့်ပါလားအေးလေအဲ့ဒါဆိုလည်းငါသွားမေးကြည့်ပါမယ်ဒီလိုနဲ့ငှက်ကလေးဟာလေရနာကနေပြန်တန်းသွားပါတယ်လေရနင့်ကငါအချိန်ပေးထားတာဒီနေ့နဲ့ဆိုအရက်20ရှိပြီဘလို့လဲစဉ်းစားလို့ရပြီလားတလားမှမပြည့်သေးတာဘာလို့လောနေရလဲတလားပြည့်ရင်တော့ရှင့်အတွက်အဖြေတစ်ခုတော့ရမှာပါစိတ်မပူပါနဲ့ကောင်းပြီလေမင်းပြောသလိုတလားပြည့်တဲ့အထိတော့ငါစောင့်ပေးရမှာပေါ့သူတော်စင်ခမညာကျွန်တော်မေးစရာလေးတစ်ခုရှိလို့ပါပြောပါငှက်ကလေးငါဘာဖြေပေးရမလဲဒီလိုပါဗျာတောဆက်ကမော်စရာကြီးကကျွန်တော်ကိုလူအဖြစ်ကနေငှက်ဖြစ်အောင်လှုပ်ထားပါတယ်ပြီးတော့မိန်းကလေးတယောက်ကိုလည်းဖမ်းထားပြီးသားမယားအဖြစ်သိမ့်ပိုက်ဖို့ကြံ့စီနေပါတယ်
ဒီတော့အဲ့ဒီမော်စီယာကိုနှိမ်နင်းနိုင်မယ်နီလန်းလေးများရှင်ပြောပြပေးစေချင်ပါတယ်ဒီမော်စီယာကိုရှင်ပြတိုက်ခိုက်နိုင်မှုကတော့မလွယ်လောက်ငှက်ကလေးသူ့ရဲ့မော်ဆွမ်းအားတွေကတော့သူ့ရဲ့လက်မှာကင်ထားတဲ့မော်တောင်ဝေးပဲအဲ့ဒီမော်တောင်ဝေးသာသူ့လက်ထဲမှာမရှိတော့ဘူးဆိုရင်သူ့ရဲ့စွမ်းအားတွေကကျဆင်းသွားပြီးတော့မင်းတို့ကိုလည်းဒုက္ခပေးနိုင်မှာမဟုတ်ဘူးအဲ့ဒီမော်တောင်ဝေးကိုသုံးပြီးတော့သူ့ကိုပြန်တိုက်ခိုက်မယ်ဆိုရင်တော့သူလည်းဆက်သိမ်းရမှာမှန်မိငှက်ကလေးဒီတော့သူ့ကိုနှိမ်နင်းနိုင်မယ်အဲ့ဒီတောင်ဝေးကိုပဲရအောင်ယူပါဒီတောင်ဝေးစီကနေမော်အစွမ်းတွေကိုနိုးထနိုင်မယ်ကာတာကိုငါတင်ပေးလိုက်ပါမယ်အဲ့ဒီမှာအဖိုးအိုဟာမော်တောင်ဝေးကိုမော်အစွမ်းတွေထွက်လာအောင်နှိုးပေးနိုင်တဲ့ကာတာကိုငှက်ကလေးကိုတင်ပေးလိုက်တော့တာပေါ့ကွယ်လီယာသူတော်စင်အဖိုးကတော့ငါ့ကိုပြောလိုက်တယ်မော်စီယာရဲ့လက်ကမော်တောင်ဝေးကိုရအောင်ယူပေးအဲ့ဒီမော်တောင်ဝေးရပဲမော်စီယာကိုနှိမ်နင်းနိုင်မယ်လို့ပြောတယ်ဟုတ်လားဟာဝမ်းသာလိုက်တာဟာဒါဆိုအဲ့ဒီမော်စီယာရဲ့လက်ကမော်တောင်ဝေးကိုငါရအောင်ယူရတော့မှာပေါ့အေးဒါနဲ့မော်တောင်ဝေးကိုရပြီဆိုရင်မော်ကာတာကိုရွတ်ပြီးတော့မှမော်စီယာကိုပြန်ပြီးတိုက်ခိုက်လို့ရမှာအဲ့ဒီတော့အဖိုးကိုတင်ပေးလိုက်တဲ့မော်ကာတာကိုနင့်ကိုပြန်ပြီးတင်ပေးမယ်နင့်သေချာမှတ်ထားနော်အဲ့ဒီမှာငှက်ကလေးကမော်တောင်ဝေးကိုနှိုးတဲ့မော်ကာတာကိုတင်ပေးလိုက်တော့တာပေါ့ကွယ်ကဲလီယာဒီနေ့တစ်လပြည့်ပြီမင်းငါ့ကိုလက်ထပ်နိုင်မလားရှင်ရအောင်ကျမကိုလက်ထပ်ချင်အောင်ကျမကိုတကယ်ချစ်လို့လားမင်းကငါချစ်ဖို့မလိုဘူးလီယာငါလိုနေတာငါရဲ့ဇနီးမယားငါရဲ့သားမယားပဲမင်းကိုပေါင်းဖက်ပြီးမှငါရဲ့မော်ပညာတွေကိုအမွေဆက်ခံမယ်မော်မျိုးဆက်ကိုငါရမှာငါရဲ့မျိုးဆက်အတွက်ငါရဲ့မော်ပညာတွေကိုလက်ဆင့်ကမ်းပေးဖို့အတွက်မင်းကိုသားမယားအဖြစ်ပေါင်းချင်နေတာအခုချိန်မှာတော့မင်းမရွေးကြလမ်းမရှိတော့ဘူးမင်းကငါဆန္ဒကိုလိုက်ရောပေးဖို့ပဲရှိတော့တယ်ဒီတော့မင်းကိုအခွင့်အရေးတစ်ခုပေးမယ်အခုချိန်မှာမင်းဘာလိုချင်လဲဆိုတာကိုပြောငါရအောင်ယူပေးမယ်ကျမဘာမှမလိုချင်ပါဘူးရှင်လက်ကတောင်ဝေးကိုပဲတစ်ခါလောက်ကန်ကြည့်ချင်ပါတယ်ပြီးရင်တော့ရှင်ရဲ့ဆန္ဒတွေပြည့်ဝစေရမှာပါမင်းကဘာလို့ဒီတောင်ဝေးကိုကန်ကျင်ရတာလဲကျမစိတ်ထဲမှာအဲ့ဒီတောင်ဝေးကိုကန်ကြည့်ရရင်ပဲကျမရဲ့စိတ်တွေပျော်ရွှင်လာမယ်လို့ထင်နေလို့ပါကောင်းပြီလေမင်းကဒီတောင်ဝေးကိုရှာလေမင်းသုံးလို့ရမှာမဟုတ်တာမင်းကိုပေးကင်ပါမယ်မင်းကတိကိုမင်းတိပါစေအဲ့ဒီမှာမော်စီယာမော်တောင်ဝေးကိုပေးလိုက်ပါတယ်လေယာမော်တောင်ဝေးကိုယူပြီးတော့မော်ကာထာကိုရွက်လိုက်ပါတော့တယ်ကဲမော်တောင်ဝေးလေရင်ဒီမော်စီယာကိုပြကြအောင်လှုပ်လိုက်စမ်းပါအဲ့ဒီမှာမော်စီယာမီးလောင်တော့သေဆုံးပျောက်ကွယ်သွားတာပေါ့ကွယ်မော်စီယာသေသွားတဲ့အခါမော်ဆွမ်းနေရာပြေးသွားပြီးတော့ငှက်ကလေးကလည်းလူပြန်ဖြစ်သွားပါတော့တယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်နောက်ကိုလည်းထူးဆန်းတဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက် channel ကို like and subscribe လေးနှိပ်ထားပေးကြပါဦးနော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်